ကျွန်တော်ကအမှန်တကယ်ပြောရမယ်ဆိုရင်အမော်ရင်ပရိသတ်တယောက်တော့မဟုတ်ဘူးဒါပေမဲ့ဒီအခြေအနေမှာတော့အမော်ရင်ကိုလုံးဝမထုတ်သင့်ဘူးဆိုတဲ့ဘက်မှာကျွန်တော်ရှိတယ်အဲ့ဒါတော့အားလုံးပဲမင်္ဂလာပါဆိုတော့ကိုစိုက်ပိုင်ဟုတ်က page ကနေကြိုဆိုလိုက်ပါရစေဆိုတော့ကျွန်တော်ရဲ့ဒီ page ကိုပြစ်သွားတာတော်တော်လေးတော့ကြာပြီလက်ရှိအချိန်မှာတော့ကျွန်တော်အရင်လိုမျိုးဗီဒီယိုတွေပြန်တင်မယ် page ကိုပြန်ရတော့မယ်ဆိုတော့ဒါဒီလိုမျိုးအလုပ်တွေပြန်လုပ်ဖို့စဉ်းစားနေတဲ့အချိန်မှာပဲအမော်ရင်သတင်းကကောက်ပြီးတော့တက်လာတယ်ဒါကတော့တော်တော်လေးဘယ်လိုပြောရမလဲဗီဒီယိုပြန်လုံးမကြတော့မယ်ငါ့ကိုပြန်ပြီးတွန်းအားပေးနေရဆိုတဲ့သတင်းတစ်ခုအဖြစ်တောင်မှမှတ်ယူတယ်ဒါလက်ရှိဒါဒီညနေမှာပဲသတင်းတွေအားလုံးတက်လာတယ် United နီးပြအဖြစ်ကနေဒါမော်ရင်ထုတ်ပယ်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကတော်တော်လေးရှော့ရစရာကောင်းပါတယ် United ပရိဟုတ်တဲ့သူရောမဟုတ်တဲ့သူရောပြီးကြတော့မော်ရင်ကိုကြိုက်တဲ့သူရောမကြိုက်တဲ့သူရောလက်ရှိမော်ရင်ထုတ်ခံရတဲ့ဆိုတဲ့အခြေအနေကအရန်ကိုsurprise ဖြစ်လုံးနဲ့အရန် short ရလုံးနဲ့ပြောချင်တာအမော်ရင်ကထီလို့မရတဲ့နီးပြမဟုတ်ဘူးဒီယာဒီအစဆိုရင်ဇက်တိုက်တွေရှုံးပြီးတော့မှတေချာပေါက်ကျွန်တော်တို့အမော်ရင်ကိုထုတ်တော့မယ်တေချာပေါက်ပရိသတ်တွေအားလုံးစိတ်လျှော့ပြီးတော့မှဒီနီးပြတော့ထွက်တော့မယ်လို့ထင်တဲ့အချိန်မှာပဲမထင်မှတ်ထားဘဲနဲ့ဒါနိုင်ပွဲတချို့ပြန်ရတယ်ဘိုးဖွဲကသူ့ကိုထောက်ခံပေးထားပါတယ်ဆိုတော့ယုံကြည်မှုတွေနဲ့အမော်ရင်ရှေ့ဆက်သွားတယ် okay အဆင်ပြေတယ်ဒီယာဒီမှာမှဖူးစီစဉ်ကိုစပြီးတော့ကင်တွယ်ခွင့်ရတဲ့နီးပြတယောက်အတွက်ကျွန်တော်တို့ယာဒီဝက်လောက်ပဲရှိသေးတဲ့အချိန်ကာလမှာထုတ်ပယ်ခံရရဲဆိုတော့နံပါတ်1ချက်အသင်းပြဿနာတက်လိမ့်မယ် United ဆိုတဲ့အသင်းကျွန်တော်တို့အားလုံးချစ်တဲ့အသင်းအနာဂတ်မှာဘာတွေဖြစ်လာမလဲလာမဲ့လက်ကျန်ယာဒီဘက်မှာဘာတွေဆက်ပြီးတော့ဖြစ်လာမလဲအများကြီးပဲမတွေးရဲလောက်အောင်ကိုနီးပြမရှိတဲ့လက်တလောကာလအတွက်ဘယ်နီးပြကိုခံမှာလဲဘာတွေနဲ့ဆက်ပြီးသွားမှာလဲဘယ်ကစားသမားတွေခေါ်မှာလဲလက်ရှိအခြေအနေကလည်းလုံးဝတည်ငြိမ်နေတာမဟုတ်တာအားလုံးသိတဲ့အခြေအနေမှာဒီလိုမျိုးနီးပြတယောက်ကိုယာဒီကွက်နဲ့ထုတ်လိုက်တာကတော့ဘိုးဖွဲနဲ့ဒါဘယ်လိုပြောရမလဲအသင်းရဲ့တာဝန်ရှိသူတွေဆုံးဖြတ်ချက်ကအရန်ကိုပြတ်သားလုံးတယ်လို့ပြောလို့ရပါတယ်မော်ရီဘက်ကပြန်ကြည့်လိုက်မယ်ဆိုရင်ပြီးခဲ့တဲ့ရာသီကျွန်တော်တို့နိုဝင်ဘာလောက်ကရောက်လာတယ်အသင်းကိုဒီတဝက်လောက်ကနေစပြီးတော့ကင်တွယ်ခဲ့တဲ့ဒီပြပေါ့ရာသီအကုန်မှာဒီအဆိုးရွားဆုံးအဆင့်14အဆင့်15မှာရာသီသိမ်းတဲ့ Europa League Final မှာ Spurs ကိုရှုံးပြီးတော့ကျွန်တော်တို့ဖလားလက်မဲ့ရာသီတစ်ခုကိုရင်ဆိုင်ခဲ့ရတဲ့သမိုင်းတစ်လျှောက်အဆိုးရွားဆုံးသောမပိသားချက်တမှုနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ပြောမယ်ဆိုရင်တော်တော်လေး United ရဲ့အခြေအနေကကြာဆင်းခဲ့တယ်အမှန်တကယ်တော့ပြီးခဲ့တဲ့ရာသီပြီးသွားကြတဲ့ကပြောချင်တာအမော်ရင်ကိုအချိန်မပေးဘဲနဲ့ထုတ်ပယ်လို့ရတဲ့အချိန်တွေဒါမှမဟုတ်ဒီယာဒီအစမှာကျွန်တော်တို့အမော်ရင်ထွက်တော့မယ်လို့ထင်ရတဲ့အမော်ရင်ကိုထုတ်တော့မယ်လို့ထင်ရတဲ့အခြေအနေတွေအများကြီးဖြစ်ခဲ့ဘူးတယ်ပွဲဆက်တွေစတိုက်ရှုံးတာမျိုးတွေဘလို့မှကြည်နေတဲ့ပရိသတ်တွေအားလုံးစိတ်လျှော့ပြီးတော့မှဒီနီးပြတော့တေချာပေါက်ထွက်မှဖြစ်တော့မယ်လို့ထင်တဲ့အချိန်မှာတော့အမော်ရင်ကအသင်းမှာဆက်ရှိပြီးတော့ဘိုးဖွဲရဲ့ထောက်ခံချက်ကိုရထားတဲ့ဘိုးဖွဲကသူ့ကိုယုံကြည်မှုတွေဆက်ပြီးပေးထားတယ်ဆိုတဲ့အခြေအနေနဲ့အသင်းမှာပြန်ပြီးမြဲခဲ့တယ်ရလက်တွေတချို့လည်းပြန်ကောင်းလာတယ်လက်ရှိဒီဟာဒီအခြေအနေရလဲ United ကအရန်ကြီးတော့စိုးရွားနေတာမဟုတ်ဘူးလက်ရှိမပေးသားရဲ့အဆင့်6တို့9တို့အဒီပတ်ချလဲမှာရပ်တည်နေတယ်နိုင်တဲ့နိုင်တဲ့ပွဲစဉ်တွေမနိုင်တာတချို့တော့ရှိတယ်ပေါ့လေဒါပေမဲ့လည်းလက်ရှိလူစရင်လက်ရှိအသင်းရဲ့ရိုင်နေနေတဲ့အခြေအနေက United ကပြောချင်တာကတခြားဒီ Arsenal တို့ Man City တို့လိုအသင်းကိုလုံးဝတိဆောက်ပြီးသားချန်ပီယံစုအတွက်ပြေးနေတဲ့အသင်းမဟုတ်ဘူးလက်ရှိဒီယာဒီမှာမှကစားသမားတစ်တွေခေါ်တယ်မလို့တဲ့ကစားသမားတွေရောင်းထုတ်တယ်အသင်းကိုပြန်ပြီးတော့ဖြည်းဖြည်းချင်းအသစ်ကနေပြန်စနေတဲ့အခြေအနေမှာမှအမော်ရင်ကိုဒီလိုမျိုးယာဒီဘွက်လောက်နဲ့ထုတ်လိုက်တာကတော့ကျွန်တော်အထင်နည်းနည်းတော့များတယ်လို့ထင်တယ်ကျွန်တော်ကအမှန်တကယ်ပြောရမယ်ဆိုရင်အမော်ရင်ပရိသတ်တယောက်တော့မဟုတ်ဘူးဒါပေမဲ့ဒီအခြေအနေမှာတော့အမော်ရင်ကိုလုံးဝမထုတ်သင့်ဘူးဆိုတဲ့ဘက်မှာကျွန်တော်ရှိတယ်အဲ့ဒါတော့ဒါဘယ်လိုပြောရမလဲညီကိုတွေသဘောမတူတဲ့ညီကိုတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်ကတော့အမော်ရင်ဘက်မှာရှိတယ်အမော်ရင်ကိုလုံးဝမထုတ်သင့်ဘူး United ရဲ့ဘိုးဖွဲ့ဝင်တွေ United တာဝန်ရှိသူတွေအရန်ကိုမှဆက်ဆက်တိမခံတဲ့အခြေအနေမျိုးဖြစ်သွားတယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ဒါပွဲစဉ်ဒါ interview အပြီးမှာမော်ရင်ကိုယ်တိုင်ပြောခဲ့ပါတယ်အဓိကဆောင်းရသည်နောက်လာမဲ့ကျွန်တော်တို့ယာတီဘက်ကိုဖျက်ဆီးရမယ်အသင်းမှာလိုအပ်နေတဲ့ကစားသမားတွေရှိတယ်အားလုံးသိတယ်တကဘာလုံးသိတယ် United ဘာတွေလိုအပ်နေလဲဘယ်နေရာတွေမှာဖြည့်တင်းမှုလိုအပ်နေလဲအားလုံးသိတယ်အဲ့ဒါကိုထောက်ပြတယ်ဒါပေမဲ့လည်းဘိုးဖွဲ့ဝင်တွေကလေလူရှူပြီးတော့ United ကဒီအတိုင်းဆက်သွားလို့ရပါတယ်ငွေမသုံးဆိုတဲ့ပုံစံနေနဲ့လေးတန်နေပြစ်တော့မော်ရင်ကဒီ interview မှာပေါ်တင်နေချဲအဲ့လိုမျိုးအခြေအနေနဲ့ကျွန်တော်တို့ထိတိုက်တွေ့ပြီးတော့မှကျွန်တော်တို့အနည်းဆက်ဆုံး Marska ဖြစ်သွားတဲ့ပုံစံမျိုးပဲမော်ရင်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်ဒါထုတ်ခံလိုက်ရတာတော့အရင်က surprise ဖြစ်လို့ပါတယ်ကျွန်တော်တော့ယာဒီကုံလောက်ထိဆက်ပြီးတော့ရှိနေလိမ့်မယ်လို့
အနည်းဆုံးတော့ထင်ခဲ့တာပေါ့လေရလက်တွေစိုးနေတဲ့အချိန်မှာတော့ဆက်ပြီးတော့ထောက်ခံထားတဲ့နီးပြအတွက်လက်ရှိအခြေအနေကဟိုပြောချင်တာနိုင်ပွဲတွေတော့ဟိုပျောက်လာတယ်လီယိုသေကြတယ်ပြီးတော့ရှေ့ပွဲတွေတုန်းကလည်း United ဟိုမရှုံးသင့်ပဲနဲ့ရှုံးတာမျိုးတွေနိုင်တဲ့ရင်သားနဲ့မနိုင်တဲ့ပွဲတွေအများကြီးတော့ရှိပါတယ်ဒါပေမဲ့ဟိုဒီလိုမျိုးရုပ်တရက်ကြီးထုတ်လိုက်တာတော့နည်းနည်းလေးများတယ်လို့ထင်တယ်ပေါ့လေဒါအမော်ရင်ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းသူကလူငယ်ဒီပြတူ Sporting မှာတကယ်ကိုဘယ်လိုပြောမလဲတည်ငြိမ်တဲ့ကစားဟန်တည်ငြိမ်တဲ့ formation တစ်ခုနဲ့အဓိကဖြစ်3 back နဲ့ Premier League ကိုရောက်လာတယ် United ကတော့3 back နဲ့လုံးဝဟိုမရင်းနှီးတဲ့အသင်းကို3 back အသွင်ပြောင်းပြီးတော့လုံးဝသူလိုအပ်တဲ့ဟာတွေကိုတဖြည်းဖြည်းချင်းလုပ်နေတယ်သူဘယ်လိုပြောမလဲဟိုလိုအပ်တဲ့ပွဲတွေတော့ရှိပါတယ်လိုအပ်တဲ့ပွဲဆိုတော့ပွဲချင်းမှာလူစားလဲမှုတွေတခြားလူထုတ်ပုံတွေလူငယ်တွေတိတ်ပြီးတော့နေရာမပေးတာမျိုးတွေပြီးတော့အခုနောက်ဆုံးထပ်ပြီးပြောလိုက်မယ်ဆိုရင်ကိုဗီမိုင်နူးနဲ့နည်းနည်းလေးပြဿနာတွေရှိပြီးတော့မန်နူးကိုလုံးဝမသုံးတာတွေခောက်ထားတာမျိုးတွေအထိပါကျွန်တော်တို့ထက်တွေးလို့ရတယ်ဒါပေမဲ့ဒီပြတယောက်ရဲ့လုတ်ပိုင်ခွင့်ဆိုတာဒါကမပြောပါတော့ဘူးအမော်ရင်ကဒီထက်ပိုပြီးတော့မှလုတ်ပိုင်ခွင့်ရတဲ့နေပြအသင်းကိုဖြည်းဖြည်းချင်းပို့ပြီးတော့ကောင်းအောင်လုပ်နေတဲ့အချိန်မှာဒီလိုမျိုးသတင်းကြတော့တကယ်စိတ်မကောင်းဘူးအနည်းဆုံးတော့ကျွန်တော်တို့အမော်ရင်နဲ့တူကျွန်တော်တို့ဒါသိပြီးတော့မရင်းနှီးတဲ့ကစားကွက်တစ်ခုနဲ့အမော်ရင်က United ကိုဟိုမိတ်ဆက်ပေးပြီးတော့မှဒီနိုင်ပွဲလည်းရခဲ့တယ်ရှုံးပွဲလည်းကြုံခဲ့ဒါရတော့အများကြီးပါပဲနိုင်လိုက်ပျော်လိုက်ရှုံးလိုက်ဒီလိုမျိုးခံစားချက်တွေကကျွန်တော်တို့ United ပရိသတ်တွေအများကြီးရနေကြဆိုတော့ဘာမှတော့မထူတော့ဘူးဘာဖြစ်ဖြစ်လက်ရှိအချိန်မှာတော့အမော်ရင်ထွက်သွားပြီဖြစ်တဲ့အတွက် United ဘယ်လိုရှေ့ဆက်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအများကြီးစိန်ခေါ်မှုတွေရှိသွားပြီလက်တလောတော့ဒါ Darren Fletcher ကိုယာယီအဖြစ်ကင်တွယ်စေမယ်လို့တော့သိရတယ်သိကြတာကတော့နီးပြအသစ်တစ်ယောက်ကိုသိမကြခင်မှာဒီလာမဲ့တစ်ပတ်လောက်တွင်မှာခံဖို့အတွက် United လောက်ရမယ်ပြီးကြရင်ကစားသမားခေါ်ယူမှုပိုင်းဒီလူစင်းနဲ့လုံးဝမရတော့တာသိတယ်တခြားအသင်းကြီးတွေကလူဟိုဖြစ်တင်းမှုတွေစက်တိုက်လုံးနေတဲ့အချိန်ကစားသမားကောင်းတွေခေါ်နေတဲ့အချိန်နောက်လာမဲ့ယာတီဘွက်ကိုတိကျတဲ့ target တစ်ခုနဲ့သွားနေတဲ့အချိန်မှာ United အသင်းကဟိုလိုက်မျောနေလို့မရဘူး United အနည်းဆုံးတော့ဥရောပဝင်ခွင့်ရဖို့ဆိုရင်လူဝဲမှရမယ်အဲ့တော့ဘယ်ကစားသမားခေါ်မှလဲချွေးသိပ်ပြီးတော့ထားပါတော့နီးပြကိုထုတ်ခဲ့တဲ့အတွက်ကျွန်တော်ချွေးသိပ်ပြီးတော့ကစားသမားကောင်း1ယောက်2ယောက်လောက်ခေါ်တာမျိုးလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အသင်းရဲ့အခြေအနေက3 back ကနေလက်ရှိအချိန်မှာဘယ်နီးပြရောက်လာမလဲမသိဘူးဒီနီးပြရဲ့အခြေအနေဒီနီးပြကြိုက်တဲ့သဘောကျတဲ့ကစားသမားတွေနဲ့ပြန်ပြီးတော့အသစ်ကပြန်ဆောင်မယ်ဒီလိုမျိုးဟိုဂျာဟီသူ့မေရိုက်ပြီးတော့မှနီးပြတယောက်လာလိုက်ကစားသမားတွေခေါ်လိုက်အစင်မပြေဖြစ်လိုက်2နှစ်လောက်တောင်မကန်ရဘဲနဲ့ထုတ်ပယ်ခံလိုက်ဒီလိုမျိုးကြီးဇက်တိုက်တွေဖြစ်နေတဲ့အခြေအနေတော့ကတော့တော်တော်လေးရှင်လေးစရာပဲဆိုတော့ဘယ်လိုပဲဖြစ်ပါဒီဗီဒီယိုကတော့ဒါအမော်ရင်ဘက်ကနေကျွန်တော်ကတော့စာနာမှုအပြည့်နဲ့ရက်တီထားတဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်မော်ရင်ပရိသတ်တယောက်တော့မဟုတ်ပါဘူးဒါပေမဲ့ United ဘုတ်အဖွဲ့ဝင်တွေရဲ့ဆုံးဖြတ်ချက်တွေ United ရဲ့တာဝန်ရှိသူတွေရဲ့ဟိုအရန်ကို action ယူတာပြင်းလုံးတဲ့အခြေအနေကတော့သဘောမတူဘူးဒီလူစင်းဒီကစားသမားတွေနဲ့ဒီလောက်ထိလုံးပြတာကိုပဲကျွန်တော်တို့ကဟိုအမော်ရင်ကိုကျွန်တော်တို့အတိမတ်ပြုရမှာပေါ့ကျေးဇူးတင်စရာအကြောင်းတော့မရှိသေးပါဘူးဒါပေမဲ့အတိမတ်ပြုရမယ်ဒီထက်ပိုပြီးတော့အချိန်ပေးဒီထက်ပိုပြီးတော့ဖြစ်လာမဲ့ဟိုအရေးရောင်တွေခံစားမိတဲ့အချိန်မှာပဲကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲပန်းကောင်းအညွန့်ချိုးခံလိုက်ရတယ်လို့ခံစားမိတဲ့နည်းနည်းလေးတော့ခံစားချက်တွေဖြစ်တယ်ဘယ်လိုပဲဖြစ်ပါဆိုတော့လာမယ့် United အသင်းအနာဂတ်အတွက်ကတော့အရင်ဟိုမမျှော်လင့်ထားတာကောင်းလိမ့်မယ်လို့ United ညီကိုတွေကိုပြောချင်တယ်ကြည့်ရှုရတဲ့ညီကိုတယောက်စီစဉ်တဲ့ကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာ